မိတ်ဆွေများအားလုံးမင်္ဂလာပါ KK Story Channel မှာနှွေးထွေးစွာကြိုဆိုပါရစေဒီကနေ့မှာတော့လူ့ဘဝခရီးလမ်းတစ်လျှောက်ပျော်ရွှင်ချိန်မှာလည်းမျှဝေပေးတတ်ပြီးခက်ခဲနေချိန်မှာလည်းအတူတကွရပ်တည်ပေးနိုင်တဲ့မိတ်ဆွေကောင်းဆိုတာဆိုတဲ့ခေါင်းစဉ်နဲ့ပုံမြင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေကောင်းတစ်ယောက်ရဲ့တန်ဖိုးကိုနားလည်သဘောပေါက်စေမယ့်ဒီပုံမြင်လေးကိုအဆုံးထိနားထောင်ကြည့်လိုက်ပါနော် ကိုကိုကြီးရေကိုကိုကြီးဟဲမဲကြီးဘာဖြစ်လာလို့လဲကွာဘာဖြစ်ရမှာလဲအခုဘယ်အချိန်ရောက်နေပြီလဲဆိုတာတော့မသိဘူးလားဟဲဘယ်အချိန်ရောက်နေလို့လဲမဲကြီးရဲ့အမလေးမိုးရွာတော့မယ်အိမ်လေးပါလေပြင်စင်မိုးဟိုမလုတ်သေးဘူးလားလို့ပြောနေတာငါမှတငယ်ချင်းမိတ်ဆွေတွေရှိပါတယ်ကွာဘာမှစိုးရင်စရာမလိုပါဘူးအေးအေးဆေးဆေးနေစမ်းပါမဲကြီးမဲရဲ့ဘာလဲဝေးလေးလေးတငယ်ချင်းမိတ်ဆွေတွေလားဘာအလုံးမလက်ကြောမသိတဲ့သူတွေပဲရှိတာပြောပါအောင်နော်ဟေးငါတငယ်ချင်းတွေကိုမစော်ကားပါနဲ့မဲကြီးမဲအားအမေကျုပ်ကအမှန်ကိုပြောနေတာတော့တငယ်ချင်းတွေဘက်ကနာနေရသေးတယ်မပြောလိုက်ချင်းဘူးတော်ကတော့ကျုပ်ပဲပြုတ်ရောင်းတာလေးပဲထိုင်စားနေတာမဟုတ်လားတော့တငယ်ချင်းဆိုတဲ့သူတွေအားကိုးလို့ရမရဆိုတာသိရတာပေါ့တော့အမေနောက်မှကိုချင်းတငယ်ချင်းတွေတော်သားပဲဆိုပြီးမျက်နာချူမသွေးလေးနဲ့မဲ့ကြီးသွားပြီဟဲ့ကိုကြီးကျုပ်တို့လည်းလွတ်ပေးချင်ပါတယ်ဗျာဒါပေမဲ့ဒီမှာလည်းမြင်တဲ့အတိုင်းပဲကိုအိမ်ကိုတော်မှမပြင်ဆင်နိုင်သေးဘူးချင်နေလို့ဟုတ်လားတနေ့ချင်းရပါတယ်ကွာကျုပ်ကလည်းလွတ်ပေးချင်ပါတယ်ဗျာအခုမအားသေးလို့ပါအနားနီးရင်လာခေါ်လဲပေါ့ကိုကြီးအားအေးပါကွာခေါ်မှာပေါ့လုတ်ဖေးရမှာပေါ့ကိုကြီးရဲ့ကျုပ်တို့ကတငယ်ချင်းတွေပဲဘာမှအားမငင်နဲ့ကျုပ်လာခဲ့မယ်အေးကွာကျေးဇူးပါတငယ်ချင်းရာဒီလိုနဲ့ကိုကြီးဟာသူ့မိတ်ဆွေတငယ်ချင်းဒီစီကနေပြန်လာခဲ့တော့တာပေါ့ကွယ်ဟောကိုကြီးပါလားဘယ်ကပြန်လာတာလဲကွာအော်ကိုဝန်ပိုးတငယ်ချင်းတွေစီကပြန်လာတာဗျကျုပ်အိမ်ပြင်ဆင်မိုးဟိုအတွက်အကူညီတွားတောင်းတာဗျာဟင်ဟုတ်လားတငယ်ချင်းမိတ်ဆွေဆိုတာတူးပေါ်တူးဝိုင်းဝန်းကူညီကြရစမြဲပေါ့ကွာမင်းအိမ်ပြင်ဆင်မိုးဟိုအတွက်ဆိုရင်ငါလဲဝိုင်းဝန်းကူညီပေးရမှာပေါ့ဘာမှမပူနဲ့ကွာဟုတ်ကဲ့ကျေးဇူးပါကိုဝန်ပိုးကဲသွားလိုက်အောင်မယ်ငါအိမ်မှာလှုပ်เสียလေးတွေရှိသေးလို့ဟေးဟုတ်ကဲ့ပါကောင်းပါပြီကိုဝန်ပိုးကဲမဲကြီးရေငါတငယ်ချင်းတွေကိုအကူညီတွားတောင်းထားတယ်ဘာမှမပူနဲ့တော့ကိုကြီးရှင်ကအိမ်အထက်ဒနီနဲ့ဝါရီအစင်ထင်ကြိုးဝဲထားအောင်နော်အေးပါကွာဒီလိုနဲ့ကိုကြီးဟာအိမ်ပြင်ရန်အတွက်ဒနီဝဲဝါဝဲနဲ့အလုပ်တွေရှုံနေသလိုမဲကြီးကလည်းဘဲပြုတ်အယောင်းထွက်သွားတော့တာပေါ့ဒီလိုနဲ့ရက်အနှင်းငယ်ကြာလာတော့မိုးရွာသွန်းလာပြီးသူတို့နှစ်ကောင်ဟာမိုးရွာလာလို့အိမ်အိုထဲမှာဒုက္ခရောက်နေကြတာပေါ့ မိုးတော့ချအပြင်မှာမိုးတွေတဲနေတယ်ညာတို့ဆက်အိတ်လို့မရတော့ဘူး အိုးတကယ်လားမကြိုက်နေ ကိုရွှေကြီးလည်းမိုးရွာလို့အိမ်ပြိုသွားတာကြောင့်သူ့တငယ်ချင်းမိတ်ဆွေတွေကိုအိမ်ပြေဖို့တွားခေါ်ရတော့တာ စစ် ပေါ့ မိုးတောင်ရနေပြီမင်းမို့ရင်အလွဲတစ်ခုဖြားတက်လုံးကျွန်တော်မလိုက်နိုင်တော့ဘူးကွာ ကျွန်တော်လည်းပဲအသိဆောင်နေလို့အချိန်မရှိဘူး ကောင်းပြီကောင်းပါတယ်ရပ်တယ် ဒီလိုနဲ့ကိုကြီးလည်းတငယ်ချင်းတွေစီကနေအိမ်ပြန်လာစင်မှာမထင်မှတ်ပဲတွေ့လိုက်ရတဲ့မြင်ကွင်းကကိုကြီးဝန်ကိုနဲ့ကိုကြီးဝတ်ဝန်တို့အိမ်နီးနားချင်းတွေကငါအိမ်ကိုမဲကြီးနဲ့ကူလုတ်ပေးနေတာပါလားကိုကြီးဝန်ကိုကဟေးကိုကြီးပြန်လာပြီလားဟုတ်ကဲ့ပြန်လာပြီဗျာအခုလိုမျိုးကျွန်တော်အိမ်ကိုဝိုင်းဝန်းကူညီပေးတာကျေးဇူးပါပဲဗျာရပါတယ်ကွာငါတို့ကအိမ်နီးချင်းမိတ်ဆွေတွေပဲဟာပြောစရာမလိုပါဘူးကွာလုပ်ပေးရမှာပေါ့ကဲမဲကြီးရင်အကိုဝန်ပိုနဲ့မိတ်ဆွေတွေစားဖို့စားစရာလေးပါလေးလုပ်ပေးလိုက်ပါဦးလုပ်ပေးရမှာပေါ့မိတ်ဆွေအစ်စ်တွေပဲကိုကြီးရဲ့ဆိုပြီးစားစရာတွေကိုစီစဉ်ပေးနေတော့တာပေါ့ကွယ်ဒီပုံမြင်လေးကနေသားတို့သမီးတို့ညီလေးညီမလေးတို့အတွက်
အသိပညာတစ်ခုခုရသွားမယ်ဆိုရင် KK Story Channel မှာကျေးဇူးအထူးတင်ရှိပါတယ်ဒီပုံမြင်လေးကိုကြိုက်တယ်ဆိုရင် like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့အောင်နော် bye bye